အတွေ့အကြုံကပေးသောသင်ခန်းစာဘဝဆိုတာစာအုပ်တုပ်လိုပါပဲစာမျက်နှာချင်းလှန်ရင်းနဲ့အလဲအပြောင်းတွေအမုန်းတဲ့အချစ်တွေအရှုံးနဲ့အောင်မြင်မှုတွေကိုဖြတ်သန်းလာရတယ်အထူးသဖြင့်အသက်20ကျော်30ဆန်းစာကာလဆိုတာလူငယ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာတွေများသလိုမရေရာမသေးချာမှုတွေနဲ့ဝန်ထုံမှုတွေစုပြုံနေတဲ့အချိန်ခါလည်းဖြစ်တယ်ဘယ်သူမှဆိုလမ်းစာပြောက်တတ်ကြတယ်လဲကြတတ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုလဲကြမှုတွေအမှားလုံးမှုတွေကနေရလာတဲ့အတွေ့အကြုံဆိုတာစာသင်ခန်းတွေကဘယ်တော့မှမသင်ပေးနိုင်တဲ့တကယ်ဘဝရဲ့အဖို့တန်ဆုံးသင်ခန်းစာပါပဲကျောင်းပြည်လို့အလုပ်ဝင်တဲ့စဝင်တဲ့အခါလူငယ်တိုင်းကြုံရတတ်တာကစာအုပ်ထဲက theory နဲ့လက်တွေ့ဘဝရဲ့ကွာခြားချက်ပါပဲဘွယ်လက်မဲ့တရွက်ဂုံတူးတွေနဲ့အလုပ်လျှောက်တဲ့အခါကိုမျှော်မှန်းသလိုတကားတွေကဖွင့်ပေးမလာပါဘူးပယ်ချခံရမှုတွေအထင်သေးခံရမှုတွေနဲ့စတင်ရင်ဆိုင်ရတဲ့အချိန်မှာလူငယ်အများစုဟာစိတ်တက်ကြတတ်ကြတာသဘာဝပါဒါပေမဲ့အဲ့ဒီပယ်ချခံရခြင်းတွေအမှားလုံးမိခြင်းတွေကကိုပိုးပြီးကြက်ခံလာအောင်လုပ်ပေးနေတဲ့ပုံသွေးချက်တွေဆိုတာကိုနောက်မှသတိထားမိတတ်ကြတယ်အမှားလုပ်ဖို့ဝင်မလေးပါနဲ့အဲ့ဒီအမှားကနေဘာသင်ခန်းစာယူရမလဲဆိုတာပါပဲကိုယ့်ရဲ့ပထမဆုံးအလုပ်လျှောက်လာတွေပထမဆုံး project မအောင်မြင်မှုတွေဟာအနာဂတ်အောင်မြင်မှုအတွက်အုံမြင့်တွေဖြစ်လာပါလိမ့်မယ်လူငယ်ဘဝရဲ့နောက်ထပ်အရေးကြီးဆုံးအပိုင်းတစ်ခုကတော့ဆက်ဆံရေးတွေပါပဲဘဝခရီးမှာလူအမျိုးမျိုးနဲ့ကြုံရပါတယ်လူတိုင်းကကိုယ့်ရဲ့ဘဝထဲမှာအဆုံးထိပါလာကြမှာမဟုတ်ပါဘူးတချို့လူတွေကကိုယ့်ကိုယ်ရာသက်ပံလက်တွဲဖို့ရောက်လာကြပြီတချို့ကြတော့သင်ခန်းစာတစ်ခုပေးပြီးထွက်သွားဖို့အတွက်သာရောက်လာကြတာမိတ်ဆွေအပေါင်းအသင်းများတာတဲ့ကိုယ့်ရဲ့အခက်ခဲတဲ့အချိန်တွေမှာဘေးမှာရက်တည်ပေးနိုင်တဲ့မိတ်ဆွေစီအနှဲငယ်ရှိနေဖို့ကပိုအရေးကြီးပါတယ်အပေါင်းအသင်းအဖွဲ့အစည်းတွေကြားမှာကိုယ့်ရဲ့တန်ဖိုးကိုလျှော့ချပြီးနေသားရကြဖြစ်အောင်ကြိုးစားနေကြမလို့ပါဘူးကိုယ့်ရဲ့စိတ်တဲ့ကျန်းမာရေးကိုထိခိုက်စေမဲ့အစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကိုရဲရဲဝုန်းဝုန်းဆွန့်လွတ်တတ်ဖို့နဲ့နာနမိတ်သတ်မှတ်ထားတတ်ဖို့ဟာအဓိကလက္ခဏာတစ်ရပ်ပဲဖြစ်တယ်ရင်ခုန်တန်တွေမျောလင်းချက်တွေနဲ့တိဆောက်ရတဲ့ချစ်ချင်းမြတ်တာတွေပြိုလဲသွားတဲ့အခါခံစားရတဲ့ဝမ်းနဲ့ကြေကွဲမှုဟာလူငယ်တယောက်အတွက်အပြင်းထန်ဆုံးဆန်းသတ်မှုတစ်ခုပါပဲယုံကြည်ရသူရဲ့စွန့်ခွာခြင်းသစ္စာဖောက်ခံရခြင်းတွေကရင်ဘက်ကိုတင်းကျပ်စေနိုင်တယ်ဒါပေမဲ့အဲ့ဒီဝမ်းနဲ့ကြေကွဲမှုတွေကနေတဆင့်ကိုယ်ဟာဘလောက်တောင်ကြက်ခံနေတယ်လဲဆိုတာကိုပြန်တွေ့အောင်ရှာတတ်ရတယ်သူတော်ဘာစီကအသိမဲ့ပြုမှုချစ်ခင်မှုကိုတောင်းတနေမဲ့အစားကိုပြန်လဲချစ်မြတ်လို့တတ်ဖို့ကိုယ့်ရဲ့ကိုယ်ပိုင်ရည်တည်ခြင်းနဲ့တန်ဖိုးကိုနားလည်သိသိနားလည်ဖို့နဲ့အဲ့ဒီဒဏ်ရာတွေကိုလမ်းပြပေးပါခွင့်လွတ်တယ်ဆိုတာသူတော်ဘာတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်နှလုံးငြိမ်းချမ်းရေးအတွက်ဆိုတာကိုအချိန်ကသင်ပေးသွားပါလိမ့်မယ်အတိတ်ကပြိုလဲမှုတွေအမှားတွေနာကျင်စရာအတွေ့အကြုံတွေဟာအနာဂတ်ကိုတားဆီးပိတ်ပင်ထားနိုင်စွာမရှိဘူးအဲ့ဒါတွေကပိုးပြီးရင်းကျက်တဲ့ပိုးပြီးထက်မြက်တဲ့လူတရားဖြစ်လာအောင်ပြုပြင်ပေးနေတဲ့ဘဝရဲ့ပန်းနိုင်စီကိုလမ်းပြမြေပုံတွေပါပဲကြာဆုံးမှုတွေဆိုတာပျက်စီးသွားပြီလို့ဆိုလိုတာမဟုတ်ဘူးအသက်တပတ်ပြန်လဲစတင်ဖို့အသင့်ရှိနေပြီဆိုတဲ့အချက်ပြမှုပါပဲဒါကြောင့်လဲကြဖို့လဲမကြောက်ပါနဲ့အတွေ့အကြုံသစ်တွေကိုရယူဖို့လဲတွန်းဆုံမနေပါနဲ့ဘဝလမ်းခရီးမှာအတွေ့အကြုံတိုင်းဟာတောက်ပစေမဲ့အလင်းရောင်တွေဖြစ်လာမှာပါလို့တိုက်တွန်းရင်ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အစောတိနာသောတာရှင်ပေးသောတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တရှိပါတယ်